အားလုံးပဲမင်္ဂလာပါရှင်ဒါကကြတော့ဒိန်ချင်လို့ဖို့ဟုတ်ပါတယ်ဒီဒိန်ချင်ကကြတော့အေးပေါ့နော်ရေကတိတာမှာထည့်ထားရပါတယ်ဒါကြတော့မျိုးစေ့ပေါ့နော်ဒိန်ချင်ရဲ့မျိုးစေ့ဟုတ်ပါတယ်ဒီမျိုးစေ့နဲ့ဒိန်ချင်လုံးမှာဟုတ်ပါတယ်ဒိန်ချင်မျိုးစေ့ကိုတော့နှုတ်ထည့်ပြီးတော့စိန်ထားရပါတယ်ပြီးတော့အဲ့ဒီနှုတ်နဲ့ပဲဒိန်ချင်လုံးမှာဖြစ်ပါတယ်ဒါကြတော့ခုနမျိုးစေ့ထည့်ထားတဲ့နှုတ်လေးကိုနှုတ်ဖြည့်ပြီးတော့ထားတာဟုတ်ပါတယ်နိုပလင်းနှစ်ခုထဲမှာအမျိုးစေးပါပါတယ်တစ်ခုကျတော့စက်ကူအုပ်ပြီးအပြင်မှာထားပါတယ်တစ်ခုကျတော့အဖုံးပိတ်ပြီးရေခဲတစ်တာမှာထားပါတယ်ပြီးတော့ဒါကျတော့နောက်ရက်ပေါ့နော်ဒုတိယရက်ဒါကျတော့စက်ကူအုပ်ပြီးထားတဲ့ဟာပေါ့နော်တရားကိုကျတော့စက်ကူလေးကိုထုတ်မယ်ပြီးတော့သူကိုဇလုံးတစ်ခုထဲမှာပေါ့နော်အစဉ်ပြေမဲ့ဇလုံးထဲမှာစကားခံပြီးတော့ထည့်ပါမယ်ဒါဒုတိယရက်ပေါ့နော်ဒုတိယရက်ဆိုရင်ဒိန်ချင်တော့ရပါတယ်ဒါမဲ့စားလို့တော့မရဘူးပေါ့နော်ဒါကိုထည့်ပြီးတော့မျိုးစေ့ထုတ်မှာဟုတ်ပါတယ်ကဲအခုဆိုအကုန်ထည့်ပြီးပြီဆိုရင်ဒါကိုဒီစကားလေးနဲ့အကုန်စစ်ချမယ်ပဲเนาะအကုန်လုံးစစ်ချပြီးဆိုရင်ကြတော့ဒိန်ချင်လေးတွေကအကုန်လုံးအောက်မှာကျပါတယ်ပြီးရင်အပေါ်မှာကျတော့မျိုးစေ့လေးကြံပါတယ်ဒီမျိုးစေ့ကဘာနဲ့တူလဲဆိုရင်ငါးဦးလိုပုံစံပေါ့နော်ငါးဦးနဲ့တူပါတယ်ပြီးတော့ဒီမျိုးစေ့ကကြတော့မနေ့ကရေခဲတစ်တာမှာထည့်ထားတဲ့နှုတ်အေးပေါ့နော်အဲ့ဒီထဲမှာပြန်ထည့်ပြီးတော့တင်ထားရပါတယ်နောက်ရက်လည်းအဲ့ဒီဟာနဲ့ပဲပြန်ဒိန်ချီလုံးမှာဖြစ်ပါတယ်ပြီးတော့ဒီစကားနဲ့စစ်ထားတဲ့ဒိန်ချီလေးကိုအိုးထဲမှာထည့်ပြီးတော့ပြန်ထည့်ထားပါတယ်ဒါကဒိန်ချီအရင်များသွားလို့ပလင်းတစ်ခုမှခွဲလိုက်ပါတယ်ပြီးတော့ဒါကိုခုနစစ်ထားတဲ့ဟာပဒိန်ချီပေါ့နော်သူ့ကိုအဖုံးလေးပိတ်ပြီးတော့ထားပါမယ်ပထမရက်ကစက်ကူပိတ်ပြီးထားမယ်ဒုတိယကျတော့အဖုံးပိတ်ပြီးထားမယ်ပေါ့နော်ကဲဒါဆိုရင်တတိယရက်ပေါ့နော်တတိယရက်ဆိုရင်တော့ဒီမှာဒိန်ချီလေးကရပါပြီဒီဒိန်ချင်ကကြတော့အရေးတက်တက်ဖြစ်ပါတယ်အဖက်တက်တက်ဖြစ်ပါတယ်ပြီးရင်ဒီအောင်ကြတော့အရေးနဲ့အဖက်နဲ့ကခွဲပြီးတော့ထားမှာဟုတ်ပါတယ်အခုလုတ်ပြနေတဲ့ဒိန်ချင်လေးကကြတော့လူတော်တော်များများကတော့မလုတ်ဖူးတာများပါတယ်ပြီးတော့မစားဖူးတဲ့သူကများပါတယ်ဒီဒိန်ချင်ကကြတော့လုတ်ရတာအချိန်တွေအများကြီးပေးရပါတယ်ဒီမျိုးစေ့ထုတ်ဖို့ကပထမတစ်ပတ်အရင်အချိန်ပေးရပါတယ်ပြီးမှနောက်ရက်မှာ3ရက်မြောက်ရက်မှာပဲဒီအခုလိုမျိုးဒိန်ချင်ရပါတယ်ပြီးတော့ဒါကအရေးတက်တက်ဖြစ်ပါတယ်အဖက်တက်တက်ဖြစ်ပါတယ်ဒါကြတော့စကားနဲ့စစ်ပြီးတော့အရေးတက်တက်ထုတ်လိုက်တာပေါ့နော်ဒါကြတော့အဖက်ကလေးဟုတ်ပါတယ်သူ့ကိုလည်းအကုန်လုံးစစ်ချပါမယ်စစ်ပြီးတော့ဒီမှာကမျိုးစေ့လေးတွေမကြံဘူးပေါ့နော်မျိုးစေ့ကပထမရက်မှာထုတ်လိုက်ပါတယ်အခုဆိုရင်ဒိန်ချင်ရပါပြီရှင်ဒါဆိုရင်ဒိန်ချင်ရပါပြီဒီဒိန်ချင်ကြတော့အရန်ကိုပစ်ခဲနေပါတယ်ခရီမ်လိုမျိုးပေါ့နော်အရန်ကိုပစ်ခဲပါတယ်ဒါကြတော့ဒိန်ချင်ပြီးတော့ဒါကြတော့အရီပေါ့နော်ဒါအရီတက်တက်အဖက်တက်တက်ဖြစ်ပါတယ်ဒီဗီဒီယိုလုပ်ပေးရခြင်းအကြောင်းကတော့မမြင်ဘူးတဲ့သူတွေမြင်ဘူးသိရှိအောင်ဆိုပြီးတော့ဘဟုတုတအနေနဲ့မျှပေးဝေရခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ဒိန်ချင်တက်တက်အဖက်တက်တက်ဒိန်ချီလေးကရပါတယ်ကျမရည်နဲ့လည်းအရန်ညီညွတ်တယ်လို့ပြောကြပါတယ်ကြည့်ရှုအားပေးကြတဲ့သူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်